different. So you want to see the world to pressure them again and to see they give free to democracy again. And just for those who aren't familiar, what is happening overseas that you're so passionate about? Can you explain a little bit? The government normally has been under dictatorship for about 5-6 decades, and then with the American pressure, with the world pressure, then the dictatorship leader, decided to transition a little bit into democracy. Burmese military! Aung San Suu Kyi and all the leaders in Myanmar! Military dictatorship in Myanmar! Democracy in Myanmar! Burmese military! Aung San Suu Kyi and all the leaders in Myanmar! Military dictatorship in Myanmar! Democracy in Myanmar! Burmese military! Aung San Suu Kyi and all the leaders in Myanmar! Military dictatorship in Myanmar! Democracy in Myanmar! Aung San Suu Kyi and all the leaders in Myanmar! Everybody shout! စစ်တပ်အာဏာသိမ်းတာကိုထောက်ခံပါသလား လုံးဝမထောက်ခံပါဘူးလုံးဝမထောက်ခံပါဘူး အဲ့လိုအသေးသေးမှရှိနေတဲ့လူတွေကအကုန်လုံးကပေါ့နော်စမ်းကျင်ကြတယ်ဒီနေ့လည်းထုတ်ဖို့ဆန္ဒတွေထုတ်ဖော်ကြတယ်အဲ့ဒီအပေါ်မှာအမရဲ့ပြည်တိစကားလေးပြောပြပါဦး အရန်ဝမ်းသာပါတယ်ထင်ထားတာအထက်ကိုအများကြီးလာကြတယ်ပေါ့နော်တကယ်ရင်ထဲကနေပြီးတော့မှလေလှိုက်လဲကိုထိုးဆာမှရှိတယ်မြန်မာပြည်ဘွားမောင်နှမတွေအားလုံးကိုဒီကနေပြီးတော့မှကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အရန်ပီတိဖြစ်ပါတယ် အခုစစ်တပ်ကလူထုရွေးချယ်ထားတဲ့လူတွေကိုပေါ့နော်ဖယ်ရှားပြီးတော့သူတို့အစိုးရအစ်စ်ကိုဖွဲ့ရှင်းနေတယ်အဲ့ဒီအပေါ်မှာဂုံတိတ်ခါရှိတယ်လို့ထင်ပါတာလုံးဝရှုံချပါတာ လုံးဝချုပ်ချပါတယ်ဂုံတိတ်ခါမဲ့ပါတယ်ဒါကတော့လမ်းဘေးမှာရှိတဲ့ဘယ်သူမဆိုနောက်ဆုံးအယူတော်မှသိမှထင်တယ်ဂုံတိတ်ခါတအားမဲ့လွန်းပါတယ်လို့ 2010ရွေးကောက်ပွဲတွေပေါ်မှာပေါ့နော်သူတို့ကမဲခိုးရဲလို့ပြောတယ်အဲ့ဒီပေါ်မှာအမရဲ့30ချက်လေးပြောပြပါလား ကျမတို့ဒီကရင်ပြည်နယ်ဝင်ကြီးချုပ်ကိုယ်တိုင်ကပြောထားတယ်မဲခိုးတယ်လို့တန်တရားရှိတယ်ဆိုလို့ရှိရင်စင်မော်တက်ပြီးတော့မှဖွင့်မဲနဲ့ပြိုင်မဲလို့တော့မှစိန်ခေါ်ရဲပါတယ်ဒါပြည်သူတွေအားလုံးကတင်မြှောက်ထားတယ်ဆိုတာကဒါလုံးဝတန်တရားရှိစရာမလိုပါဘူးသူတို့တတိရှိတယ်ဆိုလို့ရှိရင်စင်မော်တက်ပြီးတော့မှဝင်ကြီးတွေအားလုံးနဲ့ပြိုင်လို့ရတာပဲလေနော်ဒါလုံးဝမမှန်ပါဘူး အခုလိုတပြည်လုံးဖြစ်ဖြစ်ပေါ့နော်နိုင်ငံရဲ့ချမ်းမှာရှိနေပြည်သူတွေအကုန်လုံးအောင်ချထားကြမှုပေါ်မှာတခုခုတက်ရောက်မယ်လို့အကျိုးတခုခုတက်ရောက်မယ်လို့ထင်ပါသလား ကျမတို့တက်ရောက်မှာပါတက်ရောက်အောင်ကောင်ကိုကျမတို့ဆောင်ရွက်မှာပါမတက်ရောက်အောင်ကိုဒါနောက်ဆုံးတိုက်ပွဲလည်းဖြစ်ရှင်ဖြစ်မယ်သူတို့ရဲ့ရေရှည်တိုက်ပွဲလည်းဖြစ်ရှင်ဖြစ်မယ်ရေတိုတိုက်ပွဲလည်းဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့မနိုင်မရှင်းတော့အရေးတော်ပုံအောင်ကုန်အောင်ရမယ်ဆိုတဲ့အရာကိုကျမတို့တိုက်ပွဲတွေဝင်သွားမယ့်အရာတွေကိုကျမတို့ဒီကနေနိုင်ငံရဲ့ရှားမှာရှိတဲ့မြန်မာပြည်ပွားတွေကကျမတို့တက်နိုင်တဲ့လောက် support လုပ်သွားမှာဖြစ်ပါတယ် အနာဂတ်မှာမိမြန်မာပြည်ကိုဘယ်လိုပန်းခမ်းလန်းတွေဘယ်လိုဖြစ်စေချင်လဲ အနာဂတ်မှာအမြင့်မြန်မာပြည်ကိုတော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တိုးတက်ဆုံးနိုင်ငံဖြစ်စေမှာတယံဇာတပေါ်ကျယ်ဝတဲ့နိုင်ငံဖြစ်တယ်ကျမတို့နိုင်ငံဆင်းရဲတဲ့နိုင်ငံမဟုတ်ပါဘူးကမ္ဘာမှာမြန်မာလို့မော်ဝင့်ပြီးတော့မှနေလို့ရတဲ့နိုင်ငံဖြစ်ပါတယ်ဒီမိုကရေစီအဓိကစစ်မှန်သောဒီမိုကရေစီနဲ့တိုးတက်သောနိုင်ငံကြီးဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ဖြစ်ဖို့လည်းမျှော်လင့်ပါတယ် မြန်မာနိုင်ငံကိုကိုမျိုးလင့်ထားတဲ့အိမ်မက်အကြိုက်တစ်ထက်ကြားရောက်ခဲ့မယ်ဆိုရင်အရင်ဆုံးမလုပ်ချင်ပါလေအမဆန္ဒအနေနဲ့ အရင်ဆုံးကတော့မြန်မာနိုင်ငံမှာကျမတို့ကတကယ်လို့ဒီနိုင်ငံသားဖြစ်သွားပြီခဲ့ပြီဆိုရင်တော့မှအမိမြန်မာနိုင်ငံမှာကျမတို့စီးပွားရေးတွေတွားလို့ရတယ်စီးပွားရေးတွေတွားလို့ရေးနဲ့နေလို့ရတယ်နောက်ဆုံးအခြေချပြီးတော့မှတကယ်တိုးတက်သွားတဲ့နိုင်ငံမှာကျမတို့ကဒီမှာရောက်နေတယ်ခဏတာရောက်နေတာလဲပြောလို့ရတယ်နိုင်ငံရှင်တွေကောင်းသွေးရတော့ကျမတို့ကပြန်သွားဖို့အတွက်ကတော့လူတိုင်းမှာဆန္ဒမှာရှိပါတယ်လို့ကျမသားသမီးတော်မှဖြစ်နိုင်တယ်ဆိုလို့ရှိရင်မြန်မာစကားမြန်မာစာကိုတက်စေရှင်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမှာပဲတွားပြီးတော့မှစီးပွားတွေလုပ်ဖို့အတွက်လည်းရည်ရွယ်ချက်တွေရှိပါတယ်ဒါကြောင့်မလို့စစ်မှန်သောဒီမိုကရေစီတိုးတက်သောစီးပွားလမ်းတွေရှိနေတဲ့နိုင်ငံတော်ကြီးဖြစ်ဖို့လိုပါတယ် ဟုတ်ကဲ့အရင်မှာရှိနေတဲ့ပြည်သူတွေတော့ကောင်းမြန်မာနိုင်ငံမှာရှိနေတဲ့အမျိုးတွေပေါ့နော်ပြည်သူတွေတော့ကောင်းအခုဖန်ချုပ်ထားချင်းခံရတဲ့အဆွေးရတွေပေါ်တော့ကောင်းဘယ်လိုမျိုးအပိစကားနဲ့နောက်ဆုံးစကားပြောချင်ပါသလဲ ကျမမြန်မာနိုင်ငံမှာရှိတဲ့လက်ရှိခန်းစားနေရတဲ့ပြည်သူတွေကိုနောက်ဆုံးပေးရှင်တဲ့အားပေးစကားတော့ကျမတို့ပြည်သူချင်းချင်းတယောက်နဲ့တယောက်စောင့်ရှောက်ရအောင်လုံးဝစိတ်တမကြပါနဲ့လို့နိုင်ငံခြားမှာရှိနေတဲ့ကျမတို့ပြည်သူတွေကလည်းမြန်မာနိုင်ငံမှာရှိနေတဲ့ပြည်သူပြည်သားတွေနဲ့တထက်ထဲတသွေးတဲ့တသန်နဲ့ဖြစ်တယ်ဆိုတာအားပေးရှင်တက်နိုင်တဲ့အဘက်ကနေပြီးတော့မှအားပေးသွားမယ်ဆိုတာကိုပြောချင်ပါတယ် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်လွတ်တော်မှများအားလုံးစစ်အစိုးရမှမတရားဖမ်းဆီးအာဏာသိမ်းခြင်းပေါ်စန့်ကျင်ကန့်ကွက်ကြောင်းအချိန်10မိနစ်ငြိမ်သက်စွာဖြင့်ဆန္ဒပြပါရယ်
အားလုံးတက်တာလို့ရပါပြီ